ဖြစ်ခဲ့တဲ့ပြဿနာတွေကြောင့်လက်ရွေးစင်ကစားသမားဘဝကနေအနားယူသွားပြီးဖြစ်တဲ့မမောင်လွင်ရန်ကုန်ယူနိုက်တက်ရဲ့အသင်းကောင်းဆောင်မမောင်လွင်ကတော့အခုချိန်မှာလက်ရွေးစင်ကစားသမားဘဝကနေအနားယူတော့မယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေကြေညာခဲ့တာပါပြီးခဲ့တဲ့ရက်ကဖြစ်ပွားခဲ့တဲ့ပွဲကြည့်ပရိသတ်ကိုထိလက်ရောက်ကျူးလွန်မှုကြောင့်မမောင်လွင်ဟာငွေတန်းနဲ့ပွဲပယ်ပြစ်ဒဏ်ကိုချမှတ်ခံခဲ့ရတာပါငွေတန်း330နဲ့ပွဲပယ်ပြစ်ဒဏ်6လချမှတ်ခံခဲ့ရတာကြောင့်မမောင်လွင်ခမစိတ်ထိခိုက်သွားရကောင်မြမလက်ရွေးစင်ကစားသမားဘဝကနေအနားယူသွားဖို့ဆုံးဖြတ်လိုက်တာပါမမောင်လွင်အနေနဲ့ခုလိုပြစ်ဒဏ်ချမှတ်ခံရတဲ့အပေါ်အကာအကွယ်မရဘူးလို့လည်းခန်းစားခဲ့ရပါတယ်။အကြောင်းသူမြန်နိုးရတဲ့ဘဝကိုဆွလို့ဖို့ခက်ခဲဆုံးဖြတ်ချက်ချခဲ့ရတာပါ။တညလုံးမအိမ်မနေစဉ်းစားဆုံးဖြတ်ပြီးမှအခုလိုဆုံးဖြတ်ချက်မျိုးကိုချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။တကယ်ဆိုရင်ဒီပြဿနာမှာမမောင်လွင်တယောက်တည်းကိုပဲအပြစ်မဆိုသားပါဘူးနော်။အကြောင်းကတော့နင့်နာသူအမျိုးသမီးကိုယ်တိုင်ကပွဲတကပွဲကိုလှည့်လည်ဆဲဆိုနေတယ်လို့ကြေးပေးပြီးဆဲခိုင်းတာတွေတောင်လက်ခံနေတယ်လို့သိရပါတယ်။မမောင်လွင်ကိုလည်းလူမျိုးရင်းနဲ့မိဘတွေအပါအဝင်နနနာဆဲဆိုခဲ့တာကြောင့်မမောင်လွင်လည်းသိမခံနိုင်ဖြစ်ခဲ့ရပါတယ်။ဒေါသအလျောက်တုတ်ပြန်ခဲ့တဲ့မမောင်လွင်လည်းမှားတယ်လို့တစ်ဖက်သားကိုမခံမရပ်နိုင်လောက်အောင်ထိဆဲဆိုတဲ့အမျိုးသမီးလည်းအမှားမကင်းပါဘူးရှင်။နောက်ထပ်လိုအပ်ချက်ကတော့ဘောလုံးတာဝန်ရှိသူတွေနဲ့ကွင်းတာဝန်ရှိသူတွေပါပဲ။ဒီအမျိုးသမီးရဲ့သမိုင်းဆက်ကြောင်းကနမဲကြီးလွန်းလို့ကွင်းတချို့မှာကြီးကွင်းပိတ်ပင်တာကိုခွင့်ပြုခဲ့တယ်လို့တေချာမစီစစ်မိခဲ့တာတွေကလည်းဒီပြဿနာရဲ့အဓိကအကြောင်းရင်းတွေထဲပါဝင်ပါတယ်။ဒါကြောင့်မမောင်လွင်တယောက်အကာအကွယ်မရဘူးလို့ခန်းစားသွားရကောင်လက်ရွေးစင်အဖြစ်ကနေရန်နာခဲ့ရတာပါ။ပရိသတ်တို့အနေနဲ့ရောမမောင်လွင်တယောက်လက်ရွေးစင်အဖြစ်ကနေအနားယူသွားတဲ့ပေါ်ဘလို့ထင်မြင်မိကြပါသလဲရှင်။